ကလုံးထာလွမ်းချင်းကလုံးထာဆိုတာမြန်မာနိုင်ငံတောင်ပိုင်းတနင်္သာရီတိုင်းဒေသကြီးတဝမ်ခရိုင်ရေပြင်းမြို့နယ်မှာတည်ရှိတဲ့ကျေးရွာလေးတစ်ရွာပဲပေါ့တဝမ်မြို့ကနေ16မိုင်ကွာရေပြင်းမြို့နယ်တွင်တည်ရှိပြီးလမ်းခွဲလေးကနေရှေ့ဘက်ချမ်းကို9မိုင်လောက်ဝင်သွားရပါတယ်ကလုံးထာရွာဝင်လင်းမှာနေရာထမ်းတန်လန်းလင်းကိုတွေ့ခဲ့ရပါတယ်ကျမတို့ဆက်ပြီးဝင်လာရာတောက်ချေကြားမှာကျင်းလေးစိမ်းမြောက်စွာစီးဆင်းနေတဲ့ချောင်းလေးကိုမြင်လိုက်ရတဲ့အချိန်မှာတောတောက်ရင်းပြီးသဘောမှတရားကြီးကိုရင်သန်းရှုမောဖွယ်ခံစားလိုက်ရပါတယ်။ထူးထူးခြားခြားလေးတတိထောင်မိတာကတော့6ဘိန်းမာရော6ထန်းမှာပါ။ကြောက်တိုးတွေကြောက်ဖြာတွေရှိနေခြင်းပါပဲ။ဒီလိုလှပတဲ့သဘောမှတရားကိုမြင်ပြီးကောင်းမှုပြီးအရင်လိုက်ပါလာတဲ့ကျမဟာချက်ချင်းစုံစလို့ပေါ့စိတ်ကိုကြည်လင်လန်းဆန်းသွားတဲ့ feeling လေးကိုသိချာတတိထားမိလိုက်ပါတယ်။ဒီရွာလေးစီကို2018ခုနှစ်မှာပထမဆုံးရောက်ဖူးခဲ့တာပါ။တငယ်ချင်းတွေကြောင့်နာမီလာပဲကြောက်ဖို့တဲ့ကလုံးထာရွာလေးစီကိုအရက်လာဖိခဲ့တာပေါ့ရှင်။ခီးဆဲရမယ်ဆိုရင်ရွာထဲကိုဆက်ပြီးဝင်လာရင်မိုးရွာသည်ဆိုတော့တုံထရာတွေကနေရေတွေစီးကျနေတဲ့ရေတုံခေါ်တွေကိုဝင်လန်းတရှုပ်တွေ့ရတယ်လို့ဆက်ဝင်လာတော့ရွာထဲရောက်မှာကဘာတီတရွေ့တီတနေပြီးကလုံးထာကျေးရွာမှာထာဝရကျိုးဆိုပါ၏ဆိုတဲ့ဆိုင်းဘုတ်လေးကိုမြင်လိုက်ရတဲ့အချိန်မှာဒီရွာလေးဟာဆိုင်းဘုတ်ကအစနည်းနည်းထူးခြားနေတယ်လို့ပါလားပေါ့စိတ်ထတွေးဝင်လာမိရင်တတိပြန်ဝင်ချေကျမတို့ကားဟာကလုံးထာမိုးကြီးကျောင်းဝင်တွင်ကိုရောက်ရှိနေခဲ့ပါပြီလူဆိုတာနဲ့ဆရာတော်ဘုရားကိုရှိခိုးကတော်ပြီးတော့ကလုံးထာကရွာသူရွာသားတွေနဲ့မိတ်ဆက်ရင်ရွာသမိုင်းကျောင်းလေးမှာတည်ချင်နေတာမို့မေးကြည့်တော့ကလုံးထာရွာလေးဟာလောခိုင်းသောနေပုံတရားကျော်ကကရင်တိုင်းရင်သားဦးကွန်လာထိုးတို့မိသားစုစတင်နေထိုင်ရာကနေပြီးတော့ရွာဖြစ်တည်လာတယ်လို့ရွာသူရွာသားတွေပြောစကားအရသိရှိရပါတယ်။စတင်နေထိုင်သူဦးကွန်လာထိုးအားဆွဲပြု၍ရွာမီကိုကွန်လာထိုးလို့ခေါ်ထွေရာကနေခင်းကာလာရွှေပြောပြီးနောက်ပိုင်းကွန်လာထိုးကနေကလုံးထာရွာကိုအနီးတွင်လာခဲ့ပါတယ်ရှင်။ကလုံးထာဆိုင်ဖို့ကစာသားလင်းကိုလည်းသဘောကျနေမိတာမို့ဆက်ဆက်စုကြည့်ဟာကလုံးထာရွာရှိဒွမ်မြင်တန်းတို့စီးဝင်နေတဲ့ချောင်းကိုပိတ်ပြီးတော့ဒွမ်ရင်နဲ့စိတ်ကနဲ့ဆက်ဆက်တဲ့ရေကာတာဆန်ကြီးတိဆောက်ဖို့စီမံကိန်းရှိလာတော့ကျေးရွာတစ်ခုလုံးဆန်အားကိုရုပ်သွားမှကိုလည်းမလိုလားသလိုဒေသမွေနဲ့ကျေးရွာရဲ့ဘဝနေထိုင်မှုပုံစံနဲ့တော်တော်ရည်မီသဘောလှတရားများကိုမပြည့်စည်စေလိုတာမို့ဆရာတော်ရဲ့ဥဆောင်မှုဖြင့်စီမံကိန်းကိုရန်တက်အောင်ရွာသူရွာသားတွေကြိုးပမ်းခဲ့လို့ယင်းနေ့ချစ်သည့်ကလုံးထာရွာတည်ရှိနေတယ်လို့ကဘာတီတရိပ်တီတန်းနေမိကလုံးထာကျေးရွာမှာထာဝရကျိုးဆိုပါ၏ဆိုတဲ့ဆိုင်မှုကိုစက်ထုခဲ့တာလို့လည်းသိရှိခဲ့ရပါတယ်။ဒီလိုကြပြန်တော့လဲကလုံးထာရွာလေးကိုယ်တိုင်ဟာခန္ဓာရည်ရှိမှုတမန်မှုရဲ့ပြရုပ်ပဲလို့ကျွန်မလိုင်းခလိုက်ရပြန်တယ်။ကလုံးထာရွာဟာတုံးတောင်ရည်မြင်သဘောရှုခိမ်းများနဲ့ပြီးနှက်နေပြီးသဘောတရားစာတလန်ထွက်ရှိတဲ့ရွာလေးတစ်ရွာဖြစ်ပါတယ်။ရွာသူရွာသားများဟာတော်ရဆိုင်ပြိုးခြင်းနဲ့ခတ်တန်းတူးကျချင်းလုပ်ငန်းကိုတနေ့တစ်ပိုင်းလုပ်ကြပြီးအလောနှွေးထွေးပြွာမှုလည်းရှိကြပါတယ်။လူကြီးလူငယ်မရေအရန်စီလုံးညညာတဲ့ရွာလေးလည်းဖြစ်ပါတယ်။ဒီရွာလေးရဲ့တလေးအထဒီလေးရွာတွေဟာအင်မတန်ချစ်စွာကောင်းလာပါတယ်။ရှိသူလေးစင်လာတွေကိုထေထေထားဆက်ဖြစ်တဲ့ရွာလေးတစ်ရွာပေါ့ရှင်။ဆရာတော်ရဲ့အုပ်ချုပ်မှုအောက်မှာကြီးကြပ်နေထိုင်ကြတဲ့ရွာသူရွာသားတွေပြီးအမျိုးပါသာတသနာရေးအလွန်ကိတ်ရှင်းကြသူတွေလည်းဖြစ်ပါတယ်။ကျမသဘောကျရတာကိုပြောရမယ်ဆိုရင်တော့ဒေသခံလူငယ်ဖွဲ့စည်းလေးဖွဲ့စည်းပြီးတော့ရန်ရွာအကျိုးတသနာကျိုးတွေကိုပူပေါင်းဆောင်ရွက်နေကြခြင်းပင်ဖြစ်ပါတယ်။မှန်တိပေါ့ကလုံးထောင်ကိုနောက်တစ်ခေါက်ရောက်တဲ့အချိန်ကဥပုံနေနဲ့တက်ဆက်နေတာမို့ညာဘက်မှာဒေသခံလူငယ်တွေနဲ့အတူပထန်းတော်ပြီးရောဖခက်တာကလည်းကြည်နူးစရာမှတ်တရတစ်ခုပါပဲလူငယ်တွေတယောက်မကျန်းဘိုးတို့ကြီးကျောင်းသို့သွားပြီးဖျားရှိခိုးခြင်းပထန်းရုပ်ပန်းခြင်းစီမီပူဇော်ခြင်းနဲ့အတူဝေယံဝစားတွေလိုကြသည်မှာချစ်စပွန်လေးထလေးပဲဖြစ်ပါတယ်ဒီလိုနဲ့ကျမဟာကလုံးထာရွာလေးရဲ့ဖြစ်တည်မှုလေးကိုပုံမူလေးစားသဘောကျမိပြီးတော့ကိုရွာလေးလိုပဲမြန်နှုံးမိတဲ့ထိပါပဲရှင်ယခုဟာဆိုရင်ဖြင့်ခက်ခဲတွေနဲ့ဒီအချင်းကြီးကိုပဲလက်ကဲခံပြီးကြည်နေရောကလွန်ကျမတို့ဟာဘာမှမတဆန်းနိုင်တော့မို့ဒ
တွေးမိတဲ့အရေးချီတွေနဲ့အတူတပွားလာတရားများနဲ့အေးချမ်းသာယာစီကားနေတဲ့ကလိုးထွားရွာလေးကိုပဲရွာတက်သားကပြန်လွှမ်းနေမိတော့တယ်။ဒီနေ့တော့ကျမကလိုးထွားရွာလေးစီကိုတဖန်ပြန်လဲရောက်ဖြစ်ဖို့မျှော်လင့်နေမိပါသေးတယ်။လွမ်းချင်းများစွာဖြင့်ဟန်ဆမ်